ကဘာကြီးအတွက် BUS နဲ့ကိုကူတို့ကြားကတိုက်ပွဲက BUS နိုင်ပြီးပြီးဆုံးသွားပါတယ်။ဒါပေမဲ့ BUS ဟာလည်းကိုကူကိုတိုက်ခိုက်ဖို့သူ့ရဲ့စွမ်းအားတွေအကုန်သုံးခဲ့ရပါတယ်။ပြီးတော့အပြက်စီးနှစ်နေ့ကလွှဲရင်ကဘာကြီးကငင်းချင်းပြန်ရသွားပါပြီ။ကိုကူကကာယိုဂျိုမှာပြန်ပြီးလေ့ကျင့်ခြင်းပဲချီချီကအလုပ်လုပ်ရမယ်ပြောထားပါတယ်။ကာယိုရှင်းကလည်းအဲ့ဒီတိုက်ပွဲပြီးကြတဲ့ကဘာမှဖြစ်သေးဘူးတော့ထူးထူးဆန်းဆန်းကိစ္စတွေလေဒါနဲ့ပထမဆုံးပျောက်ကွယ်သွားတဲ့ဂျိုနဂျိုကဘာတွေလဲ BUS မှာဖြက်စီးရတာလေအဲ့လိုလားအဲ့ဒါကလွယ်ပြီးတခြားနီးလက်နဲ့ဖြက်စီးမခံရဘူးလားကိုကူကတော့လေထုံဆက်မောင်းတာ6တောင်းနဲ့မောင်းရင်လူကအိမ်ငိုက်နေပါတယ်ဒါကြောင့်လေထုံဆက်ကဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဖြစ်နေတာပေါ့ကြောက်သေးကိုပြုတ်ကြခံနေဖြစ်တယ်အလဲလာတဲ့ကီရင်ကိုတော့တိုင်းမလို့ဖြစ်တယ်တပိတ်ကြီးတပိတ်နာကိုတိုင်းမီမလို့ဖြစ်ပြီးမှသူ့ဘာသာသူရက်သွားတယ်အဲ့တော့မှကိုကူကလန်နိုးလာတာပါကီရင်ကလည်းသူ့ဘေးကိုရောက်လာပြီကိုင်အိုဆာမာစီမှာသွားလေ့ကျင့်နေမယ်ထင်တာမင်းကဘာမှာရှိသေးရဲ့ဆိုတာကြားလို့ဒီမှာရှိမယ်ထင်ပြီးရောက်လာရတာပဲဟုတ်တယ်သွားမလို့ပဲချီချီဆူလိုက်လို့လေငါမီးလေးမွေးတော့မှမလို့အလုပ်ရှိတဲ့အဖိုးတယောက်ကိုပြရမယ်တဲ့ဆာယံလေးပဲဖြစ်လာမှာလို့ပြောပေမဲ့လေချီချီကကိုဟန်မွေးတော့ငါထပ်ပို့ပြီးစီကံတင်းကျပ်လာတယ်သူ့မီးဦးလေးကိုလေဒါနဲ့ကီရင်ဒီလေထုံဆက်ကိုခဏလောက်မောင်းထားပေးပါလားရတယ်လေဟုတ်တယ်တနေကုန်ထိုင်နေတာခဏကိုတော့မကောင်းဘူးလေလေ့ကျင့်ပြီးဒီထပ်ပို့တန်မာလာရမယ်မဟုတ်ရင်ဘေးဘက်ဆံမှာကိုဘယ်တော့မှမှီမှာမဟုတ်ဘူးမင်းကငါထက်တော့တန်မာပါသေးတယ်ငါတို့မာစတာရိုရှိစီမှာအတူတူလေ့ကျင့်တာတွေမှတ်မိသေးတယ်ဒါနဲ့ပဲငယ်ဘွားတလွဲဖြစ်ရတဲ့စီကိုပြန်လဲတွေးတောနေမိပါတော့တယ်ဒီဟာတွေကိုကျွန်တော်ရဲ့ channel မှာလည်းတင်ထားတာဖြစ်ပါတယ် Dragon Ball Kid မှာသွားကြည့်လို့ရပါတယ်ပြီးတော့ငါမသိလိုက်ခင်မှာပဲမင်းကဖြက်စီးရင်းနဲ့ဖျား BUS နဲ့ရှင်တိုက်နိုင်လောက်အောင်တတ်မှလာပြီမင်းကတော့အရင်လိုပုနေအောင်မဲဆိုတော့ခရီရင်ကစိတ်တူသွားပါပြီစတာပါကွာကိုကူဘယ်လောက်တတ်မှလာပြီလဲသိချင်လို့ကီရင်ကသူ့ကိုထိုးခိုင်းပါတယ်ကိုကူတကယ်ပိတ်ထိုးလိုက်တာကီရင်ကအဝေးကိုလွတ်ထွက်သွားတာပါဒါကြောင့်ချက်ချင်းနေရပြောင်းနေနေကိုကူကဖမ်းလို့လုပ်ပေမဲ့ဖမ်းတာတခြားစီဖြစ်နေလို့ကီရင်ကကြောက်တောင်ကိုပဲခေါင်းဆိုင်သွားရပါတယ်အဲ့တော့အိမ်ပြန်ရောက်သွားပြီးနံပါတ်18ကကီရင်ကိုဆေးထည့်ပေးရပါတယ်နင်ကတွန်းလိုက်နေရပဲဆေးထည့်ပေးရအောင်ကိုကိုနင့်ကိုထိုးခိုင်းအောင်ဘာတွေနင်ကတွေးနေရလဲမတတ်နိုင်အောင်လေကိုဘယ်လောက်တမန်လဲငါသိချင်တော့နင်ကတော့မျောလင်းချက်မရှိတဲ့အဖေပဲကိုတန်နဲ့မာရွန်ကတော့ဘောလုံးနဲ့ကစားနေပါတယ်ကီရင်ကတော့ငါတိုက်ခိုက်ရသမားဖြစ်ကအနားယူလိုက်တာမှန်ရဲ့လားအမြဲတွေးနေပေမဲ့အခုတော့ဆုံးဖြတ်ပြီးသွားပြီငါစိတ်လို့ရှာနေပြီကိုရိုင်းထမ်းပြီးကီရင်ကိုအိမ်ပြန်ပို့ပေးခဲ့တာပါကိုမင်းတကယ်တမာပဲမင်းတမာကိုကြည့်ဖို့မစောင့်နိုင်တော့ဘူးသူမှန်နဲ့ငါဒီထက်ပိုတမာလာဖို့ဒီထက်ပိုပြီးလေ့ကျင့်ရမယ်လို့ကိုကဆုံးဖြတ်လိုက်ပါပြီဗဂျီတာကလေ့ကျင့်နေရင်နဲ့သူ့ကိုယ်သူမလုံလောက်ဘူးလို့ပဲယူဆနေပါတယ်ငါကာရူထက်ကိုကြော်ရမယ်ငါနှစ်ဖျားစစ်ကိုပိုင်ကြိုးစားမှုနဲ့ရအောင်ကြော်ပြမယ်ဝစ်ကတော့ဘူမာနဲ့တူစားတော့ရင်အစားအစာတွေကရတာရှိရကြောင့်ပျော်ရွှင်နေခဲ့ပါတယ်စားကောင်းလိုက်တော့ဒီကြွကြွရအထိတွေပပလေးတုတ်ထားဒါကိုဘာလို့ခေါ်ရလဲ sauce လားဒီ sauce နဲ့ချုံများတဲ့အရာလေးကအားတော်အနုပညာပဲစပုံမှုရေအရန်စားကောင်းပါတယ်ကဲနောက်တစ်ခုတော့ကာကီယာကီစားရအောင်ကျွန်တော်တို့ဒီလိုစားကောင်းတာတွေလိုက်ကြွေးရတဲ့အတွက်ဘူမာဆန်ကိုကျေးဇူးတင်ပါတယ်ရပါတယ်ငါတို့ကတငယ်ချင်းတွေပဲဒါကကာကီယာကီလားဒီပုံစံကပစုံနဲ့တူပေမဲ့နည်းနည်းတော့ကွဲတာပဲဘူမာကငါတို့ကတငယ်ချင်းတွေလေနောက်ထပ် BUS ဆာမာကကဘာကိုဖျက်ဆီးဖို့လာမယ်ဆိုရင်ငါနဲ့ထရန့်ကိုချမ်းသာပေးမယ်လို့ပြောပေးမယ်မလားဗဂျီတာကအိမ်ပြန်လာပြီးအိမ်ဝါမှာရှေးဆေးနေပါတယ်ဝစ်ကလည်းဗဂျီတာကိုရှိုးနေခဲ့ပါတယ်ဘူမာကတော့တပြည့်ပြည့်နဲ့ပြောနေတာပေါ့နေအိမ်ပြန်လာတိုင်းတိုင်လုံးရှွတ်နေပြီပဲဘာမှလည်းကြုံမပြောထားဘူးရောက်လာတာနားထောင်နေလားနေကြိုင်းနေမှာအိမ်ကိုပြန်လာလေနောက်တော့တင်ကလူရင်းနဲ့ဘယ်လိုနေရမလဲမသိရပုံပဲဝစ်ကိုတွေးတော့ဗဂျီတာကတော်တော်လေးကိုမှအံ့ဩသွားတာပါဗဂျီတာဆန်မတွေ့ရကြရင်တော့မင်းကဘာလို့ကဘာပေါ်ရောက်နေရလဲငါကဘူမာဆန်နဲ့နေလေသာလာစားရလေဘူမာကအရင်တစ်ခေါက်တည်းကအကြောင်းချိုးကြောက်တငယ်ချင်းဖြစ်သွားတာလေဝစ်ကကဘာကိုမကြလာတယ်ကဘာမှာရတာရှိတဲ့စားတောက်တွေအများကြီးရှိရပဲလုံးဝမယိုးသွားဘူးငါကကျေးဇူးသိတတ်ပါရဲ့ဗဂျီတာကမင်းတီမာဆိုတာငါ့ကိုဘာလို့မပြောတာလဲဘူမာကအော်သိပြီနေကမနာလို့ဖြစ်နေတာကိုမိမချောလေးနဲ့ဝစ်ကနေလေသာစားနေရအောင်လေယောက်ျားတစ်ယောက်အနေနဲ့ချင်းချောက်တယ်လို့ခံစားနေရတာမလား BUS ရောက်ပါလား BUS ဆာမာကသူ့ကြိုပေါ်မှာနားနေတယ်ငါ့ကို BUS ကိုခေါ်သွား BUS ကိုဆိုင်ရန်တစ်ယောက်ရဲ့စွမ်းအစစ်မှန်ကိုပြမယ်ဘာလို့လာပြောနေရလဲ BUS ကဘာကိုလာပြီးဖြတ်စင်ဘယ်လိုလုပ်မလဲတိတ်ဆန်ငါသူ့ကိုတိုက်ခိုက်ပြီးဘယ်လောက်ထိတောင်းခံနိုင်မလဲစောင့်ကြည့်ရမယ်သူနဲ့တိုက်ခိုက်မယ်ဆိုတော့မဖြစ်နိုင်ဘူးဆုံးကန်အောင်သူနဲ့တိုက်ပြီးတိတ်မလို့ဖြစ်သွားတာဘာဖြစ်ပေါက်တက်ကြရရှောင်းမလုံးနဲ့ဝစ်ဆန်တွေကတကယ်ချင်းနေဆိုတော့ BUS ကဘာကိုလာဖြတ်စီရင်ငါတို့တော့လုံခြုံလိမ့်မယ်ဝစ်ကိုကြည့်လာတော့ဝစ်ရဲ့အရှိန်အဝါတွေကိုဗဂျီတာကတွေ့ပြီးလန့်သွားရပါတယ်တကယ်တော့ဝစ်က BUS ရဲ့တပည့်မဟုတ်ပဲ BUS ရဲ့ဆရာဖြစ်နေရပါဝစ်ကဗဂျီတာကိုမင်းလေးကျင်တာကနေစွမ်းအားတွေအများကြီးတိုးလာပါတယ်မင်းဘလောက်ပဲစူးစမ်းဒီလိုပုံစံနဲ့ BUS ဆံမှာကိုနိုင်မှာမဟုတ်ဘူးမင်းငါပြောတဲ့အတိုင်းလုံးမယ်ဆိုရင်တော့ကာဂရုထက်တာမယ်လွယ်မှာတော့မဟုတ်ဘူးနော်အဲ့ဒီနောက် BUS နဲ့အချို့ဝဲစားဖို့ထွက်သွားပြန်ပါတယ်ဗဂျီတာကရှေ့ကနေပိတ်ရဲပစ်လိုက်ပြီးကျွန်တော်ကိုစွမ်းအားကိုထိန်းချုပ်နိုင်မှုတင်ပေးပါကျွန်တော်ကိုခမည်းလက်အောက်မှာလေးကျင့်ခွင့်ပေးပါဗဂျီတာအနေနဲ့ဖြက်စီးရနှစ်ပြားဖြစ်လာရင်လေးကျင့်ပေးမယ်လို့ဝက်စ်ကဂရီပေးလိုက်ပါတယ်
Vegeta ကအကောင်းပြီဒါဆိုရင်ကဘာဘောကအကောင်းဆုံးစားစရာကိုကျွေးမယ်ဆိုရင်ရောအဲ့နောက်တန်ဘူရာကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုခေါ်သွားတာပါဒီဆိုင်ရဲ့တန်ဘူရာကကျွေးရတဲ့အရေးရှမ်းနဲ့ရတာရှိတယ်ဒါပေမဲ့ဒီဆိုင်က Whis လာစားပြီးသားဆိုင်ဖြစ်နေခဲ့တာပါအကုန်လုံးလည်းစားပြီးသွားပါပြီဒါကို Vegeta ကမသိပဲတခါစားပြီးရတဲ့ပါဇက်ကအရေးတော်ပျော်သွားလိမ့်မယ်ဒါပေမဲ့ Vegeta ခေါ်သွားသမျှဆိုင်တိုင်းဟာဘူမာကလိုက်ကျွေးပြီးသားဖြစ်နေခဲ့တာပါတော်တော့ပြီကျွန်တော်ကိုယ်တိုင်ချက်ကျွေးတော့မယ်ဒါပေမဲ့ Vegeta ကကြက်ဥတော်မခွဲတတ်ပဲလက်ထဲကနေလွတ်ကြနေရပါလူနဲ့ကျဲဥတွေအများကြီးကကွဲကုန်ပြီးလွှတ်ပြရပါတော့မင်း Whis မင်းကိုဘူမာဘာတွေကျွေးပြီးသွားပြီလဲတန်ပူရာမရှင်းပေါင်းအိုတန်ဆူကီယာကီကနန်းရှာဘူးပူအဆွန်ဟော့ပေါ့ကဲဆာကီလည်းစားခဲ့သေးတယ်မသိပြီဒါဆိုရင်ဘူမာကကဘာပေါ်မှာအကောင်းဆုံးစားစာကိုဖွက်ထားတာအဲ့ဒီစားစာကိုဘူမာတော်မတက်နိုင်လို့တပတ်တစ်ခါပဲစားရတယ် Whis ကတော့ဘာကြီးလဲဟာငါစိတ်ဝင်စားသွားပြီခေါက်ဆဲပြုတ်တပူကို Vegeta ကပြင်ဆင်ပေးလိုက်တာပါအဲ့တော့ Whis ကအရန်ကြိုက်လို့အရသာလည်းကောင်းတယ်ဆိုပြီးတဖြည်းဖြည်းကိုစားပါတော့တယ်ဒီနူးညံ့တဲ့အထီတွေလေးကလေချောင်းထဲထိစီးဝင်သွားတယ်ပြီးတော့စွပ်ပြုတ်နေဆိုကွက်တီပဲ Vegeta ကရှင်နွေးတဲ့ပြီးဘူးထဲထည့်လိုက်တာပဲလုပ်ခဲ့တာပါ Whis ကတော့ဘူမာဆန်စားရှက်လိုက်တာဒီလိုကောင်းတဲ့စားစာကိုတော့ဖွက်ထားတယ် Whis ကဂျင်းထဲခံလိုက်ရတော့မသိပါဘူးဘူမာဆန်ကသူ့ရဲ့ Rayman ဘူးကိုထုတ်ပြလိုက်လို့စိတ်ဆိုးသွားတဲ့ပုံပဲ Vegeta ကပညာတော်တင်မှုအထုပ်တွေဆွဲပြီးလိုက်သွားပါပြီသူ့ရဲ့အထုပ်ကလည်းကြည့်ပါအောင်နည်းနည်းရောလားထုတ်ထဲမှာက Ramen ဘူးတွေပါတာဖြစ်ပါတယ်ဘူမာက Vegeta အတွက်ဝစ်စုံတစ်ကိုပါထုတ်ပေးခဲ့ပါတယ်နင်းကိုဒီလိုအစုပ်ပြက်တင်နေပေးသွားရင်ငါဆက်ကြောက်ရာကြီးထဲမှာလှောင်စရာဖြစ်သွားမှာပေါ့အဲ့တော့ BS ဆမ်မာဂျိုကို2ယောက်သားရောက်ရှိသွားကြပါပြီဒီမှာရင်အပိုင်း16ကပြီးဆုံးသွားပါရဲ့ BS နဲ့တိုက်ပွဲပြီးမှကူကူကတိုးတက်လာတာကိုမြင်ခဲ့ပြီးတော့ Vegeta ကလည်းနတ်ဖျားဆင်ရအောင်လေ့ကျင့်နေခဲ့ပါတယ် Vegeta ဟာဘူမာရဲ့လှုပ်ဝက် Rayman ရတာကိုထုတ်ပြပြီးဝစ်ဆက်လက်အောင်မှာလေ့ကျင့်ခွင့်ရသွားပါတယ်ပြီးတော့6လလောက်ကြာပြီးရဲ့နောက်မှာတော့စာတန်ကသူ့မီပန်ချန်နဲ့စော့နေပြီးပန်ချန်ကလည်းပျော်ရွှင်နေပါတယ်အဲ့ဒီအချိန်မှာပဲဂိုဟန်ကအင်တာဗျူးဖြေပြီးတော့အိမ်ကိုအမောတကောပြန်ရောက်လာပါတယ်ဂိုဟန်ကတချို့သောအချိန်တွေမှာပန်ချန်ရဲ့ကျင်နာတဲ့အဖေတချို့သောအချိန်တွေမှာတော့အလုပ်လုပ်နေတဲ့သူပေါ့တချို့သောအချိန်တွေမှာတော့ကဘာနေချင်စစ်တယ်တော့ Great Saiyan Man ဖြစ်နေပေါ့အဲ့နောက်စာတန်နဲ့ဂိုဟန်ကပန်ချန်ကိုဟိုဘက်ပြလိုက်ဒီဘက်ပြလိုက်လို့ရင်သူကတိုက်ခိုက်ရေးလုပ်သလိုမျိုးစော့ကစားနေကြရပါတကယ်ထားတာမျိုးတော့မဟုတ်ပါဘူးအဲ့ချိန်မှာပဲជីជីကအထုပ်ကြီးကိုထမ်းလာကပန်ချန်ကိုလာကြည့်ရဆိုပြီးရောက်လာပါတယ်ပန်ချန်ကိုလေထဲကိုမြောက်ပြီးစော့နေတဲ့ဂိုဟန်နဲ့စာတန်ကိုကြည့်ရင်းနဲ့ជីជីကအန်ဩကလန်သွားခဲ့ပြီသူ့ဘာလို့နေကြရလဲလို့ထောက်လိုက်ပါတယ်ဂိုဟန်ကတော့သူ့လဲဆိုင်ရမယ်လေဘာမှမဖြစ်ပါဘူးဆိုပြီးအထွန်းတက်ခဲ့ပါတယ်ជីជីဆန်တစ်ချက်လောက်ဖြတ်ပြောပြစေပန်ချန်ကကြီးလာရင်ကိုယ်ခက်ပညာရှင်ဖြစ်မှာသူကဂိုဟန်ရဲ့သွေးပါရလေပန်ချန်မှာလည်းအလားအလာအများကြီးရှိတယ်လေသမားလေးကိုကူကတော့သူမလုပ်ချင်တဲ့အလုပ်ဖြစ်တဲ့လေသမားလုပ်ကိုလုပ်နေရပါတယ်ဆေးဖြန်းတာလည်းကြည့်ကြပါအောင်ဆေးဘုံကြီးကနဲတာကြီးမဟုတ်တစ်ဖက်မှာတော့ဘူမာကတိတ်ပံကအကောင်းစားကြီးစီးပြီးတော့စပင်ညက်ဖို့ထွက်ခွာလာပါတယ်အဲ့ဒီအချိန်တခိုး2ယောက်ကစိုက်ကယ်ကြီးစီးပြီးလူရက်လာတာကိုတွေးကြရမှာပါနောက်ကနေရဲစိုက်ကယ်တစ်စီးကပဲလိုက်လာပါတယ်တခိုးရဲ့စိုက်ကယ်ကဘူမာရဲ့ကားကိုဖျက်တိုက်သွားလို့ဘူမာကားလည်းမှောက်သွားပါတယ်ဘူမာကတော့ငါကားကိုတိုက်ရဲရတော့ဆိုပြီးတော့တော်တော်လေးကိုဒေါသထွက်သွားပါပြီဘူမာကကားနောက်ဘက်ကတာဘိုပါဖွင့်ပြီးတော့ဓမြ2ယောက်ကိုမရရအောင်လိုက်ပြီးတိုက်ခတ်ခဲ့ပါတယ်ဒါကြောင့်ဓမြတွေကလည်းတောင်အောက်ကိုကျသွားပြီးတပ်ပင်ကိုဝင်တိုက်ကအဆုံးသတ်သွားပါတော့တယ်ဓမြ2ယောက်ကဘန်ကနေသက်ဆန်နေခိုးလာတာပါရဲဆိုတာလည်းဘယ်သူလဲဆိုတာကြည့်ကြပါဦးကျွန်တော်တို့ရဲ့ကီရင်ဖြစ်နေခဲ့ပါတယ်ကီရင်ကရဲစာမှုဝဲကို2ခါတောင်ကြာပြီးမှအောင်သွားခဲ့တာပါကီရင်ကဘူမာကကူညီတာတော့အသိမဲ့ပြုပြင်မဲ့အဲ့လိုမျိုးတော့မလုပ်တဲ့အကြောင်းပြောပါတယ်ကီရင်ကရန်ကားပြီးအချိန်လွန်မောင်းလို့ဒန်ဂျေးစာရွက်ကိုပါဘူမာကိုထုတ်ပေးလိုက်ပါတယ်အဲ့ချိန်မှာပဲကီရင်ကဖုန်းလာလို့ကိုင်းလိုက်ပါတယ်ဂိုဟန်စီကဆက်တာပါစာတန်တို့ဂိုဟန်တို့ရဲ့အိမ်မှာဂိုတန်ကိုကူဘူမာကီရင်တို့ရောက်ရှိလာကြပါပြီဘာဖြစ်လဲဆိုတော့ချီချီကပန်ချန်ကိုခေါ်ပြီးအခန်းတကာလောချထားလို့ပါကိုကူကသူ့မိမချီချီဆိုတော့သူလည်းမနိုင်လို့ဆိုပါတယ်ဘူမာလည်းဆိုရောချီချီကလက်ခံပြီးတကားဖွင့်ခဲ့ပါတယ်ဘူမာတို့ကအထဲမှာယောက်ျားလေးတွေမကောင်းကြောင်းဆိုင်ရနေမကောင်းကြောင်းအတင်းတွေတုံနေခဲ့ကြပါတယ်ဘူမာကသူ့ယောက်ျားဗက်ဂျီတာဆိုရင်ဝစ်ဆန်နဲ့လေးချက်မထွက်သွားတယ်လို့ပြောရောကိုကူကဘာဆိုပြီးနေရန်ကြီးဖောက်ကအထဲဝင်လာပါပြီဗက်ဂျီတာကဘာကိုပြန်မလာတာ6လရှိပါပြီကိုကူကနေရန်ကိုတက်သားရည်နဲ့ပြန်လဲဖာထေးလိုက်ရပါတယ်လက်သမားဆရာလည်းလောက်ရပြန်ပါပြီကီရင်ရဲ့အကြံပေးမှုကြောင့်ဗက်ဂျီတာဘာမှရှိလဲဆိုတာကိုကူကတယ်လီပေါ့လုပ်ကြည့်ခဲ့ပါတယ်ဗက်ဂျီတာရဲ့ကီကိုအာယုံခံပြီးဘာမှရှိလဲဆိုတာလိုက်ရှာနေတာပါဒါပေမဲ့သူ့ကိုအာယုံခံလို့မရတော့ပါဘူးအဲဒီနောက်ပိုင်းကိုကူကဘူမာတို့ရဲ့ Capsule Corporation ကိုခဏခဏလာပြီးဝစ်ဆန်ရောက်လာပြီလားဗက်ဂျီတာရောက်လာပြီလားလာမေးခဲ့ပါတယ်ဒီချိုးတော့မဲ့ချိန်တွေမှာလာမင်းနေလို့ကိုကူကတော့ဘူမာရဲ့ထိုးတာခံလိုက်ရပါပြီဖုန်းမရှိတဲ့ကိုကူကိုဘူမာကဖုန်းတစ်လုံးပေးလိုက်ပြီးရော့ဒါကိုကိုင်းတာဝစ်ဆန်လာရင်ငါဖုန်းဆက်လိုက်မယ်အဲ့နောက်ပိုင်းချိန်တွေမှာလဲကိုကူကဘယ်တော့မှဖုန်းကော်မလဲလို့ဖုန်းကိုတကြီးကြီးလုံနေပါတယ်လေထွန်နေတဲ့တနေ့မှာတော့ဘူမာစီကဖုန်းဝင်လာခဲ့ပါတယ်ကိုကူကဘူမာအိမ်ကိုရောက်သွားတာဖြစ်ပြီးဘူမာအိမ်မှာဝစ်လည်းရှိနေပါတယ်ကိုကူကသူကဗက်ဂျီတာလိုလဲလေးချင်းညင်ကြောင်းဝစ်လုံးမျိုးတန်မာချင်းကြောင်းပြောလိုက်တော့
ဝစ်ကလက်ခံပြီးဒါကနောက်ကျနေသေးရဲ့လို့တော့ဆိုလာတာပါဝစ်ဆန်ဘူမာစီကိုလာရတဲ့အကြောင်းရင်းကတော့အစားတော့ကောင်းနေစားဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အရန်လေးချင်းကျင်နေတဲ့ကူကူကဘေးကနေပြီးပြီလားဒီလိုမျိုးလိုက်မနေရကြောင်ဝစ်ဆန်အတွက်တော့အနောက်ရှက်ဖြစ်နေခဲ့ပါတယ်စတော့မစရသေးဘူးလေဒါဆိုလည်းစောင့်နေမယ်နော်အဲ့ဒီချိန်ဂိုဟန်ပြန်သွားပြောလိုက်တာကြောင့်ချီချီကစိတ်တူပြီးတော့ရောက်ချလာပါပြီဂိုကူကခဏလေးပဲသွားမယ်လို့ပြောပေမဲ့အမြဲတမ်းဒီလိုမျိုးပဲပြောပြီးထွက်သွားရင်အရန်ကြတာကြောင့်ချီချီကတော့ခွင့်မပြုချင်ပါဘူးအဲ့ဒီချိန်မှာဝစ်ဆန်ကပြန်တော့မှဖြစ်လို့ဂိုကူကဝစ်ဆန်ရဲ့ခြေတလုံးကိုဖက်ကလိုက်သွားခဲ့ပါပြီအလင်းတန်းကြီးကကောင်းကင်ဘော်ကိုထွက်သွားပါပြီကိုဟန်ကတော့အဖေအမေအတွက်စိတ်မပူပါနဲ့စိတ်ထဲရရှိတဲ့အတိုင်းလေးချက်မှလို့စိတ်ထဲကနေပြောနေခဲ့ပါတယ်ချီချီကတော့အရင်ကလိုစိတ်ပြတ်မနေပဲဘူမာနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုတွေ့ခဲ့ရပါတယ်ဒီမှာ Dragon Ball Super အပိုင်း18ကပြီးဆုံးလာပါတယ်